အကောင်လေးဟာတွားတိုက်နေစဉ်မှန်ထဲမှာသူ့ကိုယ်သူမမြင်ရတာကိုတွေ့ရတဲ့အခါသူအယမ်းတုန်လှုပ်သွားပါတယ်သူဟာဝစ်စွန်ကိုချွတ်ပြီးအခန်းထဲမှာဗလာနေရင်ရက်နေပါတယ်ဒါပေမဲ့သူ့အမေကသူ့ကိုမမြင်ရပါဘူးသူ့အမေဟာသူ့ကိုကုတင်အောင်မှာပုံနေတယ်လို့ထင်ပြီးရှာဖွေခဲ့တော့လဲသူ့ကိုမတွေ့ရပါဘူးသူဟာသူ့ចောင်းစောသွားရမယ်လို့သူ့အမေကိုမှတ်တူတဆောင်ချန်ထားပါတယ်သူ့အနံ့ကိုသိရတဲ့ခွေးဟာသူ့ကိုအစမပြတ်ဖောင်းနေပါတယ်ဒီအရာကသူ့အမေကိုထူးဆန်းသွားစေပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီနေရာမှာဓာတ်ပုံပဲရှိလို့ပါသူဟာနင်ဂျာတယောက်လိုဝစ်ဆန်ပြီးခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးအုပ်ကကြောင်းကိုစပိန်နဲ့တွားပါတယ်အီဗန်ကိုမြင်တဲ့အခါသူဟာသူ့အဝတ်တွေကိုချွတ်ပြီးစာတင်ကန်တွေကိုတွားပါတယ်နောက်တော့မိုက်ကယ်ဟာဆရာမကိုကြုတ်တင်မှုမှာပြစ်ခိုင်းဖို့အီဗန်ရဲ့စေတနာကိုသုံးပြီးအီဗန်ကိုဆရာမကဒေါသထွက်စေပါတယ်သူဟာဆရာမတွေအခန်းထဲကိုခိုးဝင်သွားပြီးသူ့ဆာမွေကိုမှန်ကန်တဲ့အဖြေတွေနဲ့လူ့ဖွဲ့ပြင်ဆင်ပါတယ်နောက်တော့သူဟာတင်းနစ်ကွင်းသွားပြီးဘရန်ဒိုလစ်ချင်တဲ့နေရာမှာသူ့ကစားပွဲကိုဖျက်ဆီးပစ်လိုက်ပါတယ်အဝေးလက်ခန်းထဲမှာတင်းနစ်ဘောလုံးတွေဟာကိုယ်တိုင်လှူရှားနေလာကိုတွေ့ရတဲ့အခါဘရန်ဒိုအံ့ဩသွားပါတယ်သူဟာဘောလုံးတစ်လုံးကိုလိုက်ကောက်ပြီးအင်ဒါရဲရောက်တဲ့အခါရုတ်တရက်ဘယ်သူမှမရှိဘဲအတန်ကိုကြားလိုက်ရတဲ့အခါသူဟာအလန့်တကြားထပ်ပြေးသွားပါတယ်မိုက်ကယ်ဟာကြောင်းကိုပြန်သွားပါတယ်သူဟာမင်းကလေးတွေအဝတ်လက်ကန်ထဲဝင်သွားပြီးသူ့အနီးမှာလမ်းလျှောက်နေတဲ့အသွင်းကန်ဝတ်ထားတဲ့မင်းကလေးတွေကိုကြည့်နေပါတယ်ရုတ်တရက်မင်းကလေးတယောက်ကပိုဝါကိုပစ်လိုက်ရာသူ့အပေါ်ကျသွားပါတယ်ထို့အချိန်မှာသူဟာပြန်ပြေးရလာပြီးမင်းကလေးဟာအယမ်းလန့်ကအော်ဟစ်လိုက်ပါတယ်ဒီပြဿနာအကြောင်းသူ့အမေကမေးခွန်းတွေကိုရင်ဆိုင်ရကမိုက်ကယ်ဟာသူ့ရွာချက်ကိုမျှဝေမပြောပါဘူးဒေါက်တာဘိုးစ်လီရဲ့စိတ်ပညာသင်ခန်းစာမှာမိုက်ကယ်ရဲ့လက်ခါမြင်ကွင်းပြောက်သွားပြီးသူဂျက်ကင်အင်ဂျီလက်ကိုအောက်မှာခွတ်ထားရပါတယ်။ကျောင်းခေါင်းလောက်နေတဲ့အခါမိုက်ကယ်ဟာအင်ကိုအယံပြေးပါတယ်။သူ့အခန်းရောက်တဲ့အခါကန်ဒီလာကိုအပြင်ထွက်ခိုင်းပါတယ်။ဒါပေမဲ့သူမဟာအခန်းထဲမှာရှိပြီးသူ့လက်ဘင်းပိုင်းကိုချွတ်ပြီးမြင်ကွင်းပြောက်သွားတာကိုကြည့်နေမှန်းသူမမသိပါဘူး။မိုက်ကယ်ဟာသူမကိုမအော်ဖို့သူ့ပါးကိုပိတ်ရပြီးဝတ်စုံအကြောင်းရှင်းပြခဲ့ပါတယ်။ကန်ဒီလာကဒါကိုမော့အစွမ်းလိုယူဆပြီးသူ့စူပါစွမ်းအားနဲ့